အခုလိုမျိုးမျက်ကြည်လွှာမှာအမာရွတ်ဖြစ်နေပြီဆိုရင်ဘယ်လိုကုသနိုင်မလဲဟယ်လိုမင်္ဂလာပါကျမကတော့မျက်စိကျန်းမာရေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးနေတဲ့ဒေါက်တာနဲ့မှာဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့အရင်နေ့ကတင်ခဲ့တဲ့ဒီဗီဒီယိုလေးရဲ့အဆက်ဖြစ်ပါတယ်မကြည့်ရသေးတဲ့သူတွေအတွက်အခု mention ခေါ်ထားတဲ့ဗီဒီယိုလေးထဲမှာအရင်ဝင်ကြည့်ပါအမုံဝင်လို့ပဲဖြစ်ဖြစ်မျက်ကြည်လွှာကိုထိခိုက်မိလို့ပဲဖြစ်ဖြစ်မျက်ကြည်လွှာအနာကြောင့်ပဲဖြစ်ဖြစ်အခုလိုမျိုးမျက်ကြည်လွှာမှာအမာရွတ်တွေဖြစ်တတ်ပါတယ်ကုသတဲ့နည်းလမ်းတွေပေါ့နော်ကုသပုံတွေကတော့လူနာတယောက်နဲ့တယောက်မတူပါဘူးအကြမ်းမြင်ပြောရရင်တော့အခုပုံမှာပြထားသလိုမျိုးအမာရွတ်ကသေးလဲသေးတယ်ပြီးတော့မျက်ကြည်လွှာရဲ့ပေါ့နော်ဘေးဘက်မှာရောက်နေတယ်ဆိုရင်ကုသမှုတွေမလိုအပ်ပါဘူးဘာဖြစ်လို့လဲဆိုတော့မြင်ကွင်းရှိတဲ့မဟုတ်တဲ့အတွက်အမြင်အာရုံကတိတ်ပြီးတော့ထိခိုက်မှာမဟုတ်ပါဘူးဒါပေမဲ့ဒီမျက်ကြည်လွှာရဲ့ surface ပေါ့နော် smooth ဖြစ်ဖို့အတွက်ကတော့မျက်တူမြင်စင်ခတ်နိုင်ပါတယ်နောက်တစ်ခုကကြတော့အခုပုံမှာပြထားသလိုမျိုးအမာရွတ်ကမြင်ကွင်းရဲ့ရှေ့တက်မှာဖြစ်နေတာအမြင်အာရုံလည်းထိခိုက်လာပြီဆိုရင်တော့ကုသလို့ရမယ်နည်းလမ်းလေးတွေကမျက်ကြည်လွှာရဲ့ပုံသဏ္ဍာန်ကိုပြန်လည်ပြုပြင်ပေးတဲ့လေဆာဖြင့်ကုသခြင်းအဲ့ဒီလေဆာနဲ့ကုသနည်းကိုတော့ PTK phototherapeutic keratectomy လို့ခေါ်ပါတယ်